အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အဖွဲသားနဲ့ဆော့ဆော့စီစီနှခမ်းနှရုံးမှာရှိတဲ့ဖယားပြီးမှရေနှခုကိုတော်လဲမှာဖြစ်ပါတယ်ဘယ်နေရာဖြစ်မှလဲဆိုတော့တကယ်ချင်းတို့လိုက်ကြည့်ကြရအောင်နော်ဒါတော့ပထမအဆုံးလေမဲ့နေရာဖြစ်ပါတယ်ဒါတော့နှခမ်းနှရုံးမှာရှိတဲ့ what manivong လို့ခေါ်ပါတယ်ဒီဝါတာလေဖို့လဲအရန်ကောင်းပြီးတော့အရန်လဲတပယ်ပါတယ်တကယ်ချင်းတို့ဒီနေရာလဲချင်းကြလားလဲချင်းကျွန်တော်အောက်မှာlocation ချထားပြီးရနော်ဒီ line ကိုထဲမှာဝင်သွားပြီဆိုရင်အရန်လဲတပယ်ပြီးတော့အရန်လဲအေးချမ်းတာပေါ့နော်အခုလိုမြင်နေရတဲ့အခြေဟောင်းဘရင်ပုံတွေရောပြီးတော့ဖျားပုံတွေရောအရန်လဲတပယ်တာပေါ့နော်အခုမြင်နေရတဲ့ဒီလိုမျိုးဟာ line ကိုထဲအထဲမှာရောက်သွားပြီဆိုရင်ဒီလိုမျိုးနှကားတိုက်တွေတွေ့ရမှာပေါ့နော်ဒီလိုမျိုးနှကားတိုက်တွေအများကြီးပဲတပယ်လဲတပယ်တယ်အရန်လဲတာရတာပေါ့နော်တကယ်ရှင်းတော့ဒီနေရာရောက်ဖူးကြလားမသိဘူးเนาะကျွန်တော်တော့ဒီတစ်ခါပဲပထမအဆုံးရောက်ဖူးတာပေါ့เนาะထိုင်းနိုင်ငံလဲဆရာနေရာတနေရာဆိုရင်လည်းမမားဘူးပေါ့เนาะအရန်လက်တက်ရတယ်နကားတွေလည်းအများကြီးပေါ့เนาะအထဲမှာရောက်သွားရင်တကယ်နကားအစစ်လိုပဲပေါ့เนาะသူများလှုပ်ထားလဲအရန်လဲတော့တယ်အရန်လဲလှတယ်အရန်လဲမြားတယ်เนาะตามเลยช่องสิคิวอยู่แต่ไปเดี๋ยวนะเพราะว่าကဲဒီနေ့ကကြတော့ဟိုရှေ့ခေတ်လိုမျိုးလန်ကူထဲမှာရွှေတွေငွေတွေတွားပုံးထားသလိုမျိုးပေါ့နော်တကယ်အစစ်တလိုမျိုးပဲပေါ့နော်ဒီနေရာမှာအရန်လည်းများတယ်ကျွန်တော်အိမ်မမတ်တလိုမျိုးပဲပေါ့နော်ဒီနေရာရောက်ဒီနေရာကျတော့သူများရက်သေးပုံစံတလိုမျိုးရုပ်ထုထားတာပေါ့နော်တကယ်အစစ်တလိုမျိုးပဲအဝေးနေကြည့်ရင်တကယ်လူအစစ်တလိုမျိုးပဲခံစားရတာပေါ့နော်ပြီးတော့ဒီလိုမျိုးဘလူးပုံစံတွေသူများအမျိုးမျိုးလဲလှုပ်ထားတာပေါ့နော်တကယ်လို့တငယ်ချင်းတို့အဖွဲသားနဲ့အလေခရီးသွားမယ်ဆိုရင်ကျွန်တော်ဒီနေရာကိုလဲစေချင်တာပေါ့နော်ဘာဖြစ်လဲဆိုရင်အရန်လက်တက်ပေတာပေါ့နော်လဲဆရာတနေရာလို့လဲမမားဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့နောက်ထပ်ရေတခွန်လေဆရာနေရာတနေရာကိုထပ်ပြီးသွားတာပေါ့နော်ဒီနေရာတော့လူခမမရတော့တီးမယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေရာကျတော့အရန်လဲလေဆရာကောင်းတဲ့နေရာတနေရာလို့လဲမမားဘူးပေါ့နော်ဒီနေရာရောက်ရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ယာတီဥတုတလိုမျိုးခံစားရတာပေါ့နော်တကယ်မြန်မာနိုင်ငံတလူမျိုးပဲပေါ့နော်တကယ်ချင်းတို့ဒီနေရာရောက်သွားရင်ပျော်စရာလည်းအရန်ကောင်းတာပေါ့နော်ပြီးတော့လည်းအရန်လဲလှတယ်အရန်လဲတရရတယ်တကယ်ချင်းတော့ဒီနေရာကိုလေချင်ကြလားမသိဘူးတကယ်လို့တကယ်ချင်းတို့ဒီနေရာရောက်ဖို့တဲ့လို့ရှိရင်အောက်မှာ comment man ပေးထားခဲ့အောင်နော်ပြီးတော့ဒီနေရာကျတော့လေနှခမ်းနှရုပ်မှာပဲရှိရပါတော့နော်အိမ်သားကသူများရွှေရောင်တယ်လို့မျိုးလှုပ်ထားတာပေါ့နော်ကျွန်တော်လည်းတစ်ခါမှမတွေ့ဘူးပြီးတော့ဒီလိုမျိုးငွေရောင်လည်းလှုပ်ထားတာပေါ့နော်ဒီလိုမျိုးလဲဆရာနေရာတွေကျွန်တော်ဗီဒီယိုကအဆုံးထိကြည့်ပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်